မင်္ဂလာပါခင်ဗျာ Invest IQ Central Channel ကနေကြိုဆိုပါရစေ။ငွေကြေးဈေးကွက်ထဲမှာယင်းနှိမ့်မြုပ်နှံတာကငွေကိုအသုံးပြုပြီးတော့ငွေပြန်ရှာတာပဲဖြစ်လို့ကိုယ့်ရဲ့ငွေကိုအလုံးလုံးခိုင်းတာနဲ့အတူတူပဲဖြစ်ပါတယ်။ Stock share ငွေချေးစာချုပ် Mutual Funds နဲ့တခြားငွေကြေးဆိုင်ရာယင်းနှိမ့်မြုပ်နှံမှုတွေမှာငွေရင်းစိုက်ထုတ်ပြီးတော့အမြတ်ဝေစုအတိုးဒါမှမဟုတ်တန်ဖိုးတက်လာတာကနေအကျိုးမြတ်ရရှိနိုင်တာဖြစ်ပါတယ်။ဒါကကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုတိုးပွားလာစေဖို့နဲ့အနာဂတ်အတွက်ငွေကြေးလုံခြုံမှုရရှိစေဖို့လူတိုင်းအတွက်အရေးကြီးတဲ့ကိစ္စရပ်တစ်ခုပဲဖြစ်ပါတယ်။ဘာကြောင့်ယင်းနှိမ့်မြုပ်နှံမှုကိုလုပ်တင်တာလဲဆိုတာကအကြောင်းမျိုးမျိုးရှိပေမဲ့အဓိကအကြောင်းရင်းတွေကတော့ငွေကြေးဖောင်းပွားမှုဖြစ်တဲ့ inflation ကိုကာကွယ်ဖို့ကိုယ့်ရဲ့အနာဂတ်အတွက်ပြင်ဆင်ဖို့နဲ့ကြီးပွားချမ်းသာလာစေဖို့ပဲဖြစ်ပါတယ်။ငွေကြေးဖောင်းပွားမှုကြောင့်မလို့ purchasing power လို့ခေါ်တဲ့ကိုယ့်ရဲ့ဝယ်ယူနိုင်စွမ်းအားကအမြဲတမ်းကျဆင်းလေ့ရှိပါတယ်။ယင်းနှိမ့်မြုပ်နှံမှုကနေရတဲ့အမြတ်ငွေတွေကငွေကြေးဖောင်းပွားမှုကိုကျော်လွန်ပြီးတော့ကိုယ့်ရဲ့ငွေကြေးတန်ဖိုးကိုထိန်းပေးထားနိုင်တယ်။လူတိုင်းမှာအငြိမ်းစားယူဖို့အိမ်ဝယ်ဖို့ကလေးတွေရဲ့ပညာရေးအတွက်စသဖြင့်ရေရှည်ရည်မှန်းချက်တွေရှိပြီးတော့ငွေစုဆောင်းကြတယ်လို့ပဲယင်းနှိမ့်မြုပ်နှံမှုကလည်းပိုင်ဆိုင်မှုကိုတိုးပွားလာစေတာကြောင့်မလို့အကောင်းဆုံးနည်းလမ်းတွေရဲ့တစ်ခုဖြစ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှယင်းနှိမ့်မြုပ်နှံမှုတွေကနေအတိုးအမြတ်ဝေစုဒါမှမဟုတ်တန်ဖိုးတက်လာတာတွေကနေတစ်ဆင့်ကိုယ့်ရဲ့ငွေကြေးနဲ့ပိုင်ဆိုင်မှုတွေကိုတိုးပွားလာစေနိုင်ပါတယ်။ငွေကြေးဈေးကွက်မှာယင်းနှိမ့်မြုပ်နှံလို့ရတဲ့အမျိုးအစားများစွာရှိပါတယ်။လူအများစုယင်းနှိမ့်မြုပ်နှံမှုလုပ်နေကြတဲ့အမျိုးအစားတွေက stock share သူကကုမ္ပဏီတစ်ခုရဲ့ပိုင်ဆိုင်မှုအပိုင်းအစကိုဝယ်ယူတာဖြစ်ပါတယ်။ကုမ္ပဏီအမြတ်ဆုံးကောင်းရင် share တန်ဖိုးတက်နိုင်သလိုအမြတ်ဝေစုလည်းရနိုင်ပါတယ်။ဒါပေမဲ့ကုမ္ပဏီစွမ်းဆောင်ရည်မကောင်းရင်တော့ share တန်ဖိုးကျဆင်းနိုင်တဲ့ risk လည်းရှိပါတယ်။နောက်တစ်ခုက bond လို့ခေါ်တဲ့ငွေချေးစာချုပ်ဒါတွေကအစိုးရဒါမှမဟုတ်ကုမ္ပဏီတွေကိုကိုကငွေချေးပေးလိုက်တာနဲ့အတူတူပါပဲ။ငွေချေးစာချုပ်ဝယ်တဲ့သူကပုံမှန်အတိုးရရှိမှာဖြစ်ပြီးတော့သတ်မှတ်ထားတဲ့ကာလပြည့်တဲ့အခါမှာပေးထားတဲ့ငွေရင်းကိုပြန်လည်ရရှိမှာဖြစ်ပါတယ်။ stock share တွေထက် risk နည်းပေမဲ့အမြတ်ဆုံးလည်းနည်းပါတယ်။နောက်တစ်ခုကတော့ mutual fund နဲ့ exchange traded fund လို့ခေါ်တဲ့ ETF တွေဖြစ်ပါတယ်။ mutual fund ဆိုတာကယင်းနှိမ့်မြုပ်နှံသူအများကြီးရဲ့ငွေတွေကိုစုပေါင်းပြီးတော့ကျွမ်းကျင်သူတွေကနေ stock share ငွေချေးစာချုပ်တွေနဲ့တခြားပစ္စည်းအမျိုးမျိုးမှာယင်းနှိမ့်မြုပ်နှံပေးတာပဲဖြစ်ပါတယ်။ယင်းနှိမ့်မြုပ်နှံမှုအမျိုးအစားစုံလင်စေတာဖြစ်ပြီးတော့ risk ကိုထိထိရောက်ရောက်လျှော့ချပေးနိုင်ပါတယ်။ ETF တွေက mutual funds နဲ့ဆင်တူပေမဲ့ stock share တွေလိုပဲ stock exchange တွေပေါ်မှာအယောင်းဝယ်လုပ်နိုင်ပါတယ်။သူတို့နှစ်ခုမှာ ETF တွေကပိုပြီးတော့လွယ်ကူမြန်ဆန်တဲ့အတွက်လူအများစုက ETF တွေမှာပိုပြီးယင်းနှိမ့်မြုပ်နှံလေးရှိကြပါတယ်။နောက်ဆုံးတစ်ခုကတော့ alternative investments လို့ခေါ်တဲ့တခြားယင်းနှိမ့်မြုပ်နှံလို့ရတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။ဒီထဲမှာအခုနောက်ပိုင်းခေတ်စားလာတဲ့ cryptocurrency တွေပါဝင်ပါတယ်။အဲ့ဒါတွေကနည်းပညာကိုအခြေခံတည်ဆောက်ထားတဲ့ digital ငွေကြေးစနစ်ဖြစ်ပြီးတော့အခုအချိန်မှာလူအများစုယင်းနှိမ့်မြုပ်နှံမှုတွေလုပ်နေကြတဲ့ assets အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ဈေးတက်ဖို့အလားအလာရှိနိုင်တဲ့ project တွေကိုသေချာလေ့လာပြီးအဲ့ဒီ project တွေကနေထုတ်ထားတဲ့ token တွေကိုဝယ်ယူစုဆောင်းပြီးတော့အမြတ်ရလာတဲ့အချိန်မှာထုတ်ရောင်းနေရှိကြပါတယ်။ cryptocurrency တွေကယင်းနှိမ့်မြုပ်နှံမှုတွေထဲမှာ risk အများဆုံးနဲ့အကျိုးမြတ်လည်းကောင်းပါတယ်။ကိုကတခုမှယင်းနှိမ့်မြုပ်နှံမှုလုပ်တော့မယ်ဆိုလို့ရှိရင်ထည့်သွင်းစဉ်းစားရမယ့်အချက်တွေရှိပါတယ်။ဘာအတွက်ယင်းနှိမ့်မြုပ်နှံမှာလဲ။ရေတိုလား၊ရေရှည်လားစသဖြင့်ကိုယ့်ရဲ့ငွေကြေးရည်မှန်းချက်နဲ့အချိန်အကန့်အသတ်ကိုတေချာစဉ်းစားရပါမယ်။ပြီးရင်တော့ကိုဘယ်လောက်ထိ risk ယူမလဲဆိုလိုတာကဆုံးရှုံးနိုင်ခြင်းမရှိတဲ့ယင်းနှိမ့်မြုပ်နှံမှုဆိုတာမရှိတဲ့အတွက်ကိုဘယ်လောက်ထိအဆုံးရှုံးခံနိုင်လဲဆိုတာကိုပါထည့်တွက်ထားရပါမယ်။ဒါတွေမကပဲယင်းနှိမ့်မြုပ်နှံမှုကိုအမျိုးအစားတစ်ခုတည်းမဟုတ်ဘဲနဲ့ diversification လို့ခေါ်တဲ့မတူညီတဲ့အပိုင်းတွေမှာခွဲဝေပြီးယင်းနှိမ့်မြုပ်နှံမှသာ risk ကိုလျှော့ချနိုင်မှာဖြစ်ပါတယ်။အရေးကြီးဆုံးကယင်းနှိမ့်မြုပ်နှံမှုမလုပ်ခင်မှာအရင်ဆုံးသေချာလေ့လာပါကိုနားမလဲတဲ့အရာတွေမှာယင်းနှိမ့်မြုပ်နှံမှုလုပ်တော့မယ်ဆိုလို့ရှိရင်ဆုံးရှုံးနေတာမှုကြီးနိုင်ပါတယ်။ငွေကြေးဈေးကွက်တွေမှာယင်းနှိမ့်မြုပ်နှံတာကအကျိုးမြတ်များစွာရနိုင်တယ်လို့အန်ဒီရယ်လည်းရှိအားကြောင့်မလို့သေချာလေ့လာပြီးမှစနစ်တကျယင်းနှိမ့်မြုပ်နှံသင့်ပါတယ်။ Invest IQ Central Channel ကယင်းနှိမ့်မြုပ်နှံမှုအကြောင်းကိုအခြေခံအနေဖြည်းဖြည်းချင်းစနစ်တကျလေ့လာနိုင်ဖို့ရည်ရွယ်ပြီးတော့ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ယင်းနှိမ့်မြုပ်နှံမှုနဲ့ပတ်သက်ပြီးလေ့လာခြင်းတဲ့လူတွေအကုန်လုံးအဆင်ပြေစေဖို့အတွက်ရိုးရှင်းပြီးတော့လွယ်ကူတဲ့ရှင်းလင်းချက်တွေနဲ့အသုံးဝင်မဲ့ဗဟုသုတတွေကိုစူးစီးမျှဝေပေးထားပါတယ်။ Invest IQ Central အနေနဲ့ investment advice ဒါမှမဟုတ် financial advice တွေအပြင်တခြားယင်းနှိမ့်မြုပ်နှံမှုနဲ့ဆိုင်တဲ့ဝန်ဆောင်မှုပေးတာမျိုးလုံးဝမလုပ်သလိုယင်းနှိမ့်မြုပ်နှံမှုအတွက်ငွေကြေးတောင်းခံတာမျိုးလည်းလုံးဝမလုပ်ပါဘူး။ယင်းနှိမ့်မြုပ်နှံမှုပညာရပ်ဆိုင်ရာအခြေခံတွေနဲ့ဗဟုသုတတွေကိုပြန်လည်မျှဝေပေးနေတာပဲဖြစ်ပါတယ်